ဒီစီဆရာမတွေလည်းမရဘူးလေရှင်းဆုံးရမယ်ဆရာမနော်psychology ဆိုတာစိတ်တိုင်းဆိုင်စိတ်နဲ့ဆိုင်တဲ့ပညာရဲ့ဒီဘာနဲ့ဆိုင်လဲစိတ်နဲ့ဆိုင်တဲ့ပညာရဲ့ပါအဲ့တော့လောကကြီးမှာဒီလူတွေအားလုံးစိတ်ရှိလားရှိပါဗျာရှိတယ်အဲ့တော့အဲ့ဒီဘယ်ဆက်လာတဲ့ရဖို့ဆိုလို့ရှိရင်သူဘာတွေသင်ခဲ့ရလဲလူတွေရဲ့စိတ်တွေနဲ့အပြုတ်မှုနားတယ်ပြီးတော့လက်တွေအဆုံးချနိုင်အောင်ဟုတ်လားလုံးနိုင်တဲ့အသက်ပညာတွေကိုသူသင်ခဲ့ပြီးတော့အောင်မြင်လို့အဲ့ဒီ BAT ဆိုတဲ့ဘွဲ့ကိုပေးတာအသက်ဘယ်နဲ့လို့ရှိသေးလဲရှင်းတကပါဆက်ရှင်နဲ့အားလုံးပြောကြည့်ဘယ်နဲ့ရှင်းတကပါအဲ့တော့အဲ့ဒီဘွဲ့ကိုရပြီဆိုတော့သူကနော်သူ့ရဲ့အည်ချင်းအည်တွေလူဘွဲ့စီစီးပွားရေးပညာရေးကျန်းမာရေးအဲ့ဒီနယ်ပယ်မှာအရန်အသုံးကျတယ်ဒီစမှတော့အသုံးကျပါလားကျပါပါစီးပွားရေးလူမှုနယ်ပယ်ရေးပညာရေးအဲ့ဒီနယ်ပယ်မှာအသုံးကျတာမကျဘူးကျပါပါဗျာအဲ့တော့ကိုဒီတရားကိုထုတ်ပြလိုက်လို့ရှိရင်ကျန်တဲ့ဒီမှာသားသမီးတွေရှိတဲ့မိဘတွေမပါဘူးလားမှန်ပါပါဗျာအဲ့ဒီသားသမီးတွေကလည်းမဆုသေးကိုကြည့်ပြီးတော့ငါတို့ရဲ့သားတဲ့သမီးတွေကိုအဲ့ဒါပြောင်းလုပ်မယ်ဆိုတော့စေကုမျိုးပေါ်ပေါက်မလို့ဘူးလားမှန်ပါပါဗျာအဲ့ဒါဆိုတော့ပြောတယ် education model ဆိုတာအားလုံးကစံပြဖြစ်တဲ့ဘုံမဟုတ်ဘူးလားဟုတ်ပါဗျာအတူမယူပါဘူးလားမှန်ပါဗျာအဲ့ဒါကြောင့်မို့လို့ education model အားလုံးပြောကြပါလား education model ပါဗျာနောက်တစ်ခုကဘာလဲဆိုတော့ diploma in applied psychology ဒါက diploma ဆိုမှ bachelor အဲ့ဒါလည်းဆိုတော့ပြောတဲ့အတိုင်းပဲလူတွေရဲ့စိတ်သဘောထားလူမှုဆက်ဆံရေးအဲ့ဒီ level တွေမှာအမှန်သုံးတယ်နောက်တစ်ခုကဘာလဲဆိုတော့ diploma in strategic management and leadership ဒါလည်းဘယ်လိုလဲဆို Lincoln University Malaysia မြန်မာနိုင်ငံကမလေးရှားပါဗျာအားလုံးပြောကြပါလေမလေးရှားပါဗျာမလေးရှားဆိုရင်ညာတော့သိတာပါငါသားမလေးရှားမှာတော့သွားလို့နေတယ်ဒါလည်းသိတာမလားဟုတ်တယ်မလားဆိုတော့ဘယ်လိုမှတ်ဒီရောမှာမွေးတဲ့ကလေးနော်ဟိုးမျိုးနဲ့မိုင်းကြောဝိုးဝေးအရင်ကမပြောပါဘူးလေသူတို့ကနှိပ်ပြောတဲ့ချင်းမှာဆိုတော့တော့လာလို့လည်းဘုရားခက်တယ်ပေါ့ဘူးတော့မခက်ဘူးပေါ့ဗျာနှမ်းတယ်နောက်တစ်နေ့ကျတော့ဝေးဘူးလားဝေးပါလေဗျာဘာနဲ့လဲရောဝေးပါလေဝေးတယ်အဲ့လိုဝေးတဲ့နေရာကကလေးဟာကိုဒီမှာကြီးမလေးရှားအခြေစိုက် Lincoln University ဆိုဟုတ်လား Lincoln University မလေးရှားအခြေစိုက်အဲ့ဒီတက်ကိုချိတ်ဆက်ပြီးတော့ယူထားတဲ့ Diploma in Strategic Management and Leadership ဒီစမှတော့ခင်ဗျားတို့ဒီဥစ္စာမသိတယ်ပဲနားမယ်ပဲနည်းနည်းလေးတက်မှလာ leadership နဲ့ management အားလုံးပြောကြပါလား leadership နဲ့ management အဲ့ဒါကိုသူကရှင်းမှာမလုပ်တာလို့ဆို strategic ဆိုကျွန်တော်တို့မြင်ရတာ strategic ဆိုတာမဟာဗျူဟာဟုတ်တယ်မလားဆရာမဟုတ်ပါဘူးဆရာမတော့ပြောသူ့ကိုပြရမှာဆိုတော့ညားတယ်မှာဒီနေ့တော့သူခန္ဓာကိုယ်စီရမရှိဘူးဆရာမလေးတို့ဒီဇယ်လေးပီနီယာလေးတို့လည်း